ကဲဒီနေ့မှာတော့မလီတာကိုကျန်းကျန်းနာကန်နေဖို့သူ့ရဲ့စပယ်အကြောင်းတွေကိုသိထားဖို့လိုမယ်နော်အရင်ဆုံးစကေးဝါတော့လိုက်ပြီဆိုတာနဲ့အထက်သိမြန်စကေးဝါတော့လိုက်ပြီဆိုတာနဲ့ကြာနေရ30စက္ကန့်မရှိပါတယ်စကေးဝါပြီးရင်စကေး2ကတော့ enemy ကိုလင်းချတဲ့ခါကျရင်အဝိုင်းနဲ့မဝင်မဲ့နဲ့အပြင်ကနေပြစ်မယ်ဆိုရင် enemy ရဲ့ဘော damage တက်မှုရှိမှာမဟုတ်ပါဘူးစကေး2ကို enemy ဘောလင်းချပြီးတော့အဝိုင်းနဲ့ဝင်ပြစ်မယ်ဆိုရင် enemy ဘော damage ပြီးမှာပါနောက်တစ်ခု enemy ကကြတော့ enemy damage ပြီးတဲ့ခါကျရင်ကိုရှိကိုမရအောင်ရှီးပုံနဲ့စပွဲကားထားမှဖြစ်ပါတယ်လီသာကိုဒီလိုချမ်းမြေ့တည်တာရပါပြီဒီနေ့မှာဆိုရင်ကျွန်တော်မော်စကိုတေးချော်ပြီးတက်ဖို့လုပ်တာအဲ့မှာသူ့ဘက်ကတေးမကပေါ်လာပြီးတော့ကျွန်တော်ကိုဖိုက်တက်တယ်မှာဖန်နီကကျွန်တော်ကိုအဲ့ဒီမဲ့ပိုင်းကျွန်တော်ကိုဝင်းလင်သူ့တုံးထုတ်ပြီးတော့အေးအေးသသာရန်သူ့ကိပြန်ကောက်လိုက်တယ်ဒီနေ့မှာဗျာမေဒီယာဘာမှမဟုတ်ဘဲနဲ့ဝင်ချတာတဲ့အဲ့ဒီမဲ့ကြီးနဲ့ဖိုင်ဟုတ်မယ်ကျွန်တော်တက်ဖို့တော့ဒီကောင်ရောက်ကြတာပြီးတော့ဖန်ကချိတ်လေးနဲ့ဆွလိုက်တော့တစ်ဖက်ကမေးလီကိုရလိုက်ပါတယ်ဒီနေ့မှာဆိုရင်လည်းမေဒီယာနဲ့အော်ရကကူမို့လို့လားဗျာမေဒီယာဂိုင်းဝင်းနဲ့အော်တက်ကိုခေါ်ချလာဗျာအဲ့ဒီမဲ့ကျွန်တော်လည်းဘယ်ရမလဲကိုဝေးတွန်းထုတ်ပြီးတော့မသူ့ချမ်းမြေတက်လိုက်တယ်။အော်တက်ကိုကေးရတယ်။ဘက်ကမေကိုကေးရတဲ့အပြင်မော်စကိုလေးကိုပါဆယ်ဆွဲလိုက်တယ်။ပြန်မှာဆိုလဲဗျာဖန်နီကကျွန်တော်ကိုလာပြီးတော့တက်တယ်ဗျာအမှ surprise ဆိုပြီးတော့ဖန်နီရဝင်ချတာဘိုးနဲ့တော့တွန်းထုတ်ပြီးသူ့ကိုပြန်ပြီးတက်လိုက်တယ်အမှဒီကောင်ကဝင်တော့ဖောင်းခဲလိုက်တယ်။ခဲရမယ်ကျွန်တော်လည်းပေးပေးလိုက်ပြီးတော့တမ်းပေးလိုက်တယ်။တရောတော့ဒီနေရာမှာတစ်ဖက်ကမေးရှိတာကျွန်တော်တိလို့ဗျာခြုံလေးစစ်လိုက်တာအမှသူကဖလကာကြီးနဲ့လာပြီးတော့တမ်းပေးပြီးတယ်ကျွန်တော်လည်းရှောက်ပြီးတော့အမှလေးပြလိုက်တယ်။ဆောက်ယူပြီးတော့ဖင်လာရတဲ့အတွက်ကြောင့်မိုနိုဘာရီယာအက်ဆယ်ရီကိုနဲ့လက်ပြလိုက်တာရှော့อ่ะဗျာ။ပြန်မလဲကျွန်တော်ကေဘူးမေစီယာနဲ့ခွန်ဗီယာကွန်ဘိုလုပ်တယ်ဗျာကျွန်တော်ကကိုဝင်းနဲ့သုံးလို့ပြီးဒီကောင်လေးပြန်သက်လိုက်တယ်အမှဝင်နှခေါင်းခဲပြီးတော့အလှောက်ကဗျာဘယ်ရလက်မလေးပြပြီးတော့ကျင်းသိပ်ပြီးတယ်အဲ့လိုနဲ့ပဲအနေဘက်ကထိမရသိမရဖြစ်ပြီးတော့ကျွန်တော်နိုင်သွားတယ်ပေါ့ဗျာအခုတည်တာပေါ့ဗျာမလီတာကမီဇောနဲ့မကြောက်နိုင်တော့ကို့မှလည်းကိုဝေစေးတဲ့အဲ့ဒီမရှိတဲ့အတွက်ကြောင့်ဗျာဘာမှမကြောက်နိုင်ရှေ့ဝင်ပြီးတော့ပြစ်စရာအဲ့ဆိုနိုင်အေးအေးဆေးဆေးလေးပဲ